ကျွန်တော်တို့မလေးရှားမှာသူတစ်ဖြစ်စားတော့ဆိုင်မှာလုပ်နေတဲ့လူတွေဆိုရင်အလုပ်စားဖို့အတွက်ဘယ်လိုတွေစားကြလဲပေါ့နော်ကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာတော့ကျွန်တော်တို့စားတော့ဆိုင်မှာလုပ်နေတဲ့လူတွေအတွက်အသုံးများတဲ့အလုပ်ဆန်တွေတုတ်ခုကျွန်တော်မျှဝေပေးပါမယ်အဲ့ဒီထဲမှာဘယ်နည်းကကျွန်တော်တို့အတွက်ခံစားခွင့်အရဆုံးဖြစ်မယ်လေပေါ့နော်ကျွန်တော်စားတော့ဆိုင်မှာလုပ်နေတဲ့လူဆိုရင်ဒါစားတော့ဆိုင်မှတ်တမျှပေါ့နော် FAB မှတ်တမျှပေါ့နော်ဟို coffee shop လည်းပါမယ်အကုန်လုံးပေါ့ဗျာအဲ့ဒီမှာကျွန်တော်တို့အလုပ်စားမယ်ဆိုရင်နံပါတ်1တနည်းကတော့လူခံနဲ့ဝယ်တာပေါ့နော်ဒီမှာကိုနဲ့တီးတဲ့မိတ်ဆွေရှိနေပြီဒါတစ်ဆက်ခံဝယ်တာဒီဟာတနည်းနံပါတ်2အဲ့ဒီနည်းကတော့ကျွန်တော်လေဒီစားတော့ဆိုင်တွားပြီးတော့ကိုတငယ်ချင်းမရှိဘူးတော့ကိုတွားမေးပြီးတော့လူနေဆိုရင်တော့ကျွန်တော်တို့ဖုန်းနံပါတ်တို့မဟုတ်ဒီစစ်တော်ရမယ်တခုရခဲ့ပြီးတော့တိုက်ရိုက်အင်တာဗျူးဝင်တာနံပါတ်3နည်းကတော့ကျွန်တော်တို့ CV file တို့မဟုတ် resume ရေးပြီးတော့ကျွန်တော်တို့ဝင်တာပေါ့နော်အဲ့တော့ဘယ်နည်းက CV ဆုံးလဲပြီးတော့ရင်အားနဲ့ချက်အားသာချင်းလေးကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်နံပါတ်1နည်းကတော့ဒီဆိုင်မှာကျွန်တော်တို့တငယ်ချင်းတယောက်ရှိနေတယ်ပေါ့ဗျာအဲ့ဒီမှာကျွန်တော်တို့ကတငယ်ချင်းတစ်ဆင့်မန်နေဂျာဆိုသူတွေပြောပြီးတော့ဝင်တာအဲ့တော့အဲ့ဒီမှာကျွန်တော်တို့တွေကြုံတွေ့ရနိုင်တဲ့ပြဿနာကတော့ကိုယ်ထက်ပေးထားတဲ့လူဖြစ်တဲ့ကြောင့်မလို့မကြိုက်ရင်လည်းကျွန်တော်တို့ကအနှဲငယ်တိခတ်ရမယ်ပြီးတော့အကယ်၍ကိုယ်ထက်ပေးထားတဲ့လူကိုတိုင်ကကိုယ်ဟိုဒီအလုပ်လုပ်တဲ့ချိန်ကျရင်ရွှေဆောင်လုပ်တယ်ပေါ့ဗျာအဲ့ဒီချိန်ကျရင်ကိုကပြန်ပြောလို့မရတာမျိုးဒါမှမဟုတ်တိခတ်ရတာမျိုးအဲ့တော့တိခတ်တာတော့သူတိုက်တာသူရှိရဆိုပေမဲ့တချို့တွေကတော့မင်းကငါထက်ပေးလို့ရလာပါကွာဆိုပြီးတော့ပြောတဲ့လူတွေရှိတယ်ပေါ့နော်အဲ့တော့ဒါကနံပါတ်1အနည်းမှာကြုံရမယ်ပြီးတော့ရင်ကျွန်တော်တို့ဒီလက်ခနဲ့ပတ်သက်ပြီးတော့လေတချို့လူတွေကကြတော့ကျွန်တော်တို့သူတို့ပေးတဲ့အတိုင်းပဲရတာလည်းရှိတယ်ပေါ့နော်ကျွန်တော်တို့ဘလောက်ပဲကြွားခြင်းညီလို့မရတဲ့အပိုင်းတွေရှိတတ်ပါတယ်အဲ့နဲ့နီးကတော့ဆိုင်မှာတွားမိပြီးတော့ဝယ်တာကကျွန်တော်တို့အတွက်တချို့ကလည်းမရဘူးဒါကတော့ကျွန်တော်တို့ကအလုပ်လို့လားအလုပ်ပေးလိုက်ပါအဲ့ဒါတချို့ပြန်မဆက်သွယ်ကြဘူးဒါပေမဲ့အဲ့ဒီနေရတော့ကျွန်တော် CPA ထဲမှာပါတယ်ပေါ့နော်ဒီနေအချိန်မှာကျွန်တော်တို့တခါတည်းအလုပ်ခိုင်းတဲ့မျိုးလည်းရှိတယ်လို့တချို့ကြတော့လည်းကျွန်တော်တို့အခြေဆွဲပြီးတော့နောက်မှပြန်ခေါ်တာမျိုးလည်းရှိတတ်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့ကပုတ်ပက်လဲလဲညှိနေလို့ရတယ်ပေါ့နော်ဟိုကိုယ့်ရဲ့လက်ခကိုယ့်ရဲ့ခံစားခွင့်ဘလူးပုံစံမျိုးလုပ်ချင်တဲ့ပုံမူတည်ပြီးတော့ကျွန်တော်တို့ကအားမနာတိုင်းကျွန်တော်တို့ညှိနေလို့ရပါတယ်နံပါတ်3ကတော့ကျွန်တော်တို့ဒီ resume နဲ့စားလာဗျာအဲ့တော့ကျွန်တော်တို့ resume နဲ့စားမယ်ဆိုရင်နံပါတ်1ချက်အလုပ်ဟိုကျွန်တော်တို့က online ကြီးစားလို့ရတာဒီအလုပ်တင်ထားတဲ့ website တွေကနေကျွန်တော်တို့လိုတဲ့အလုပ်တွေကိုလိုက်ဆောင်လို့ရတာပြီးတော့ရင်ဒီ Excel လို့ပါလို့ပါပေါ့နော်သူတို့ဆိုရင်သူတို့ကအလုပ်ပေးထားတယ်ပြီးတော့ရင် resume ကိုဒီ Gmail ပို့ပါလို့ဒီဖုန်းနံပါတ်ပို့ပါလို့တခါတည်းသူတို့ကကိုတင်ရေးထားပြီးတာဗျာအဲ့ဒါမှသူတို့က foreigner လားဒါမှမဟုတ်ဟို local ပဲလားဆိုတော့သူတို့တခါတည်းရေးထားပြီးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်message တိရမယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ရဲ့ resume ကိုသူတို့စီပို့ပြီးတော့ကျွန်တော်တို့ကစောက်ရောပဲပေါ့နော်အဲ့ဒီနေရာကြတော့ကျွန်တော်တို့အတွက်အစီအစဉ်ဆုံးနီးအကြောင်းရင်းကတော့ကျွန်တော် resume ထဲမှာကျွန်တော်တို့ရဲ့လုံတွေ့ကြုံလေးအားလုံးကျွန်တော်တို့ရဲ့ profile ကိုတည်ဆောက်ပြီးတော့ထည့်ပေးထားပြီးသားပေါ့နော်အဲ့တော့သူတို့နေကြက်ရင်ကျွန်တော်တို့ interview ခေါ်မယ်တချို့ကြတော့ကျွန်တော်တို့အစခန့်နေနဲ့ခေါ်တာမျိုးလည်းရှိတယ်ခံစားခွင့်မှာဆိုရင်လည်းသူတို့ကဟိုဒီတိုင်းဘာမှ resume မပြဘဲနဲ့ဝင်တဲ့လူတွေနဲ့စာရင်တော့သူကအနှင်းငယ်ခံစားခွင့်ပူရနိုင်တယ်ဗျာကျွန်တော်လုပ်ခဲ့တဲ့အလုပ်တစ်ခုဆိုရင်သူက foreigner လေးနိုင်ငံလေးသူတို့မတူဘူးပေါ့နော်စိတ်ကချက်ပဲခံစားခွင့်ပေါ့နော်အကုန်လုံးပေးတယ်ဗျာဒါက resume နဲ့ဝယ်ခံတာအကောင်းဆုံးတော့ကျွန်တော်တို့မှာ resume တစ်ခုရှိတာကကောင်းပါတယ်တွေ့ကြုံလေးမှတမျိုးအဲ့ဒီမှာထည့်ထားပြနေကြမလို့ကျွန်တော်တို့လည်းလိတယ်လို့လည်းအထင်မခံရဘူးနော်တချို့ကြတော့ဟို experience ရှိရလို့ပြောတယ်ဒါပေမဲ့အလုပ်ထမ်းမှာလုပ်ခိုင်းရကြတော့ဟိုဘာမှမလုပ်တတ်ဘူးဗျာအဲ့ဒီချိန်မှာမှတချို့ကကြတော့အဲ့လိုတစ်ချက်ခံလေးဝယ်ရတဲ့လူတွေကြတော့ငါဘယ်တော့ကြွားတာလေပြောထားပြီးမှတကယ်လည်းလုတ်ခိုင်းချိန်ကြရင်လုံးမတက်တဲ့အချိန်လေးတွေရှိတယ်ပေါ့နော်အဓိကတော့သူတို့အလုပ်ရရင်ပြီးတော့လက်ခမြမြရရင်ပြီးတော့ဆိုပြီးတော့လိတ်ခဲတဲ့ဟာတွေရှိပါတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့လေအလုပ်စားမယ်ဆိုရင်အကောင်းဆုံးကတော့ resume နဲ့စားတာအကောင်းဆုံးဖြစ်ပါတယ်ပြီးတော့ရေကျွန်တော်တို့ခံစားခွင့်ရှိမယ်ဒီလက်ခလေးပေါ့နော်ပြီးတော့ဒီ NL flow အစုပ်ပေါ့ဗျာအဲ့တော့ resume နဲ့ဆိုရင်ကျွန်တော်တို့ပြောအားလဲအနည်းငယ်ရှိပါတယ်ဘာလို့ဆိုကျွန်တော်တို့ရဲ့ experience ကျွန်တော်ရဲ့လောက်တတ်တဲ့ကျွန်တော်တို့ရဲ့ skill တွေအကုန်လုံးပြထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ပုတ်ပက်လဲညှိနိုင်လို့ရပါတယ်ဒါကတော့ကျွန်တော်တို့စားသောက်ဆိုင်မှာအလုပ်စားမယ်ဆိုရင်အကောက်ဆုံးနီးဒီကျွန်တော်မျှဝေပေးတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့လူခန့်စီးလို့ဝင်တာနဲ့အလုပ်မရတော့ဘူးလားဆိုတော့မဟုတ်ဘူးပေါ့နော်အလုံးအောင်တော့ရမှာပါဒါပေမဲ့ကစားမှုအပိုင်းမှာအနှဲငယ်ကွာသွားလာရင်ကျွန်တော်တို့ညှိနှိုင်းလို့ရမယ့်အပိုင်းမှာအနှဲငယ်ကွာသွားတာလေးပဲဒီလိုဖြစ်ကြကြမလို့ဒီ၃မျိုးလို့ကျွန်တော်တို့အနေနဲ့စီပီတဲ့ဟာကိုတိုးလို့ရပါတယ်